အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုန်းခေါ်တဲ့ခါတွေမှာတစ်ချိန်ခေါ်လိုက်တစ်ချိန်ချလိုက်အဲ့လိုမျိုးမဖြစ်ရလေအောင်ဒါရိုက်ကျွန်တော်တို့ဘက်ကဘာမှနှိမ့်เสียမလို့ပဲဒါရိုက်ဖုန်းခေါ်တဲ့နည်းလေးကိုကျွန်တော်ဝင်ပြပေးမှာပါเนาะအဲ့ဒီအတွက်ကျွန်တော်တို့က application တစ်ခုလိုတယ်အရင်ဆုံးဗီဒီယိုလေးမစခင်မှာတကယ်ချင်းတို့ကကိုယ့်ရဲ့ဖုန်းဘေးကိုဝယ်တဲ့နေရာမှာဖုန်းထဲမှာပေါ့เนาะကိုက U-Mobile 3လပါ3လအဲ့ဒါလေးကိုတစ်ချက်လောက်လေးလာပါเนาะဆိုတော့အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဖုန်းဘေး unlimited call unlimited လေးကိုတွားပြီးတော့ကျွန်တော်တို့ပြောင်းပေးရမှာဖြစ်ပါတယ် package chain တယ်လို့ခေါ်မှာပေါ့เนาะဆိုတော့အဲ့ဒီဥစ္စာလေးကိုကျွန်တော်တို့ကတစ်လောက်ဘယ်လောက်လဲ50လား60လားစသည်အဖြစ်အဲ့လိုမျိုးပေးလိုက်ကွာတပရိတ်ထဲပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကြိုက်တဲ့လောက်ခေါ်เนาะဟိုဘက်ကနေဖုန်းမကင်ဘူးဆိုရင်လည်းပဲအင်္ဂလိပ်လိုမျိုးဘာတွေပြောလိုက်ရင်လည်းပဲကျွန်တော်တို့ဒီမှာဖုန်းမှာပတ်စံထပ်ပြီးတော့ဖြတ်အပိုဆောင်းနေနဲ့ဖြတ်မှာမရှိတော့ဘူးပေါ့နော်နောက်မဟုတ်ရင်တော့ဟိုလိုမျိုးဖြတ်မယ်ဆိုရင်တော့ကျွန်တော်တို့အများကြီးနာသွားမယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ဆုံး packet ကိုချိန်မယ်ပြီးသွားပြီဆိုရင်ဘာလုပ်မှာလဲဆိုတော့ကျွန်တော် Play Store ထဲကိုတွားပြီးတော့ဒီနာမည်လေးကိုအရင်ဆုံးရိုက်ရှာလိုက်နော် Play Store ထဲဝင်လိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်ရှာဖွေတဲ့နေရာမှာဝင်မယ်ဝေပြီးသွားပြီဆိုရင်ဒီမှာ auto radar call timer ဆိုတဲ့ဥစ္စာလေးကိုနှိပ်မယ်ဒီဥစ္စာလေးကိုဒီ icon လေးကိုသတိထားနော်ဒီ logo လေးကိုသတိထားဒီ logo လေးကအနီရောင်လေးဆိုတော့အဲ့ဒီအနီရောင်လေးကိုပဲကျွန်တော်တို့ download ဆွဲမယ်နော် download အခုကကျွန်တော် install တင်ထားပြီးတော့ဖြစ်တဲ့အတွက်တကယ်ချင်းတို့ကတော့အသစ်ပြန်တင်လိုက်ပြီးသွားပြီဆိုရင်အဲ့ဒါတွေအားလုံးပြီးသွားပြီဆိုရင် open ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်အထဲထဲရောက်သွားမယ်ဒီနေရာမှာကျွန်တော်တို့ second စတင်တဲ့ချိန်ရမှာပေါ့နော်ကျွန်တော်ဒီမှာတခါကြာရင်ကိုကအခုမှဝင်တဲ့တူတယ်ဖြစ်တဲ့အတွက် minute ဆိုပြီးတော့အဲ့လိုမျိုးပြောင်းနေလိမ့်မယ်အဲ့ဒီဥစ္စာလေးကို minute ကိုမထားမယ်နဲ့ second လေးကိုပြောင်းလိုက်ပြောင်းသွားပြီဆိုရင်ကျွန်တော်တို့အောက်မှာဒီလိုမျိုးဆွဲတဲ့နေရာလေးမှာ second 20လောက်ထားလိုက်နော် second 20လောက်ပဲထားနော်အများကြီးမထားနဲ့ second 20 okay so 20လောက်ထားမယ်ပြီးသွားပြီဆိုရင်အောက်ကဥစ္စာကိုလည်း3စက္ကန့်လောက်ပဲထားပြဒီဥစ္စာလေးကိုဒီလိုမျိုးဆွဲပြီးတော့စက္ကန့်နဲ့အများကြီးထားလို့ရတယ်ကျွန်တော်ကတော့3စက္ကန့်ပဲထားမယ်အဲ့ဒီအောက်ကဥစ္စာကဘာတဘောလဲဆိုတော့တကယ်လို့ကိုကဖုန်းဆက်ရင်ဟိုဘက်ကနေပြီးတော့ဖုန်းမကင်ဘူးဆိုရင်နောက်ထပ်3စက္ကန့်အတွင်းထဲမှာပြန်ပြီးတော့ခေါ်ပေးတာပေါ့နော်ဆိုတော့အဲ့ဒီတဘောလေးဒီအောက်ဆုံးမှာကျတော့ဖုန်းနံပါတ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါကကျွန်တော်ရဲ့နံပါတ်ကိုထည့်ထားအခုကျွန်တော်ဗီဒီယိုရိုက်ထားတဲ့နံပါတ်ကိုထည့်ထားတကယ်ကျွန်တော်ကကိုဆက်ချင်တဲ့နံပါတ်ကိုအဲ့ဒီနေရာမှာကောက်ထည့်ရမယ်နော်ကောက်ထည့်ပြီးသွားပြီဆိုရင်အောက်ကအစိမ်းရောင်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်โอเคဒီလောက်ဆန်ရှင်းမယ်เนาะကျွန်တော်စပြီးတော့နှိပ်ကြည့်မယ်เนาะโอเคသူဖုန်းဆက်နေပြီပေါ့เนาะဖုန်းကဝင်တယ်ကျွန်တော်ကင်လို့မရဘူးပေါ့เนาะတကယ်လို့သူတို့ဘက်က busy ဖြစ်နေတယ်ဆိုရင်ကိုဖုန်းဆက်တာကိုမဝင်ဘူးဆိုရင်ဒီမှာ busy တွေပါပြောမှာပေါ့เนาะโอเคဒီညမှာတော့သူဝင်တယ်မကင်ဘူးโอเคခဏစောင့်ပေးပါโอเคဖုန်းကျသွားပြီနောက်ထပ်3စက္ကန့်ထပ်သွားနေတယ်ပြီးတော့ပြန်ဆက်တယ်နော်โอเคဒါပဲသူလုံးဝမကင်မချင်းကိုဖုန်းကတောက်လျှောက်ဆက်နေမှာနော်အဲ့ဒီတော့ကိုကဘယ်လိုလုပ်မှလဲဆိုတော့နှစ်ချက်လေးနဲ့ကွာဒီညားလေးမှာဘရုတ်တုံးနဲ့ join လိုက်နှစ်ချက်လေးထည့်ပြီးတော့နေကိုအလုပ်လုပ်တဲ့ရှိရလုံးနေနောက်ဖုန်းနှစ်ချက်လေးကိုဒီမှာထည့်ထားပြီးသွားပြီဆိုရင်အလုပ်လုပ်နေလဲပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုရင်လည်းအဆင်ပြေတယ်ကွာတော်တော် auto call နေမယ်ဟိုကနေပြီးတော့ hello ဆိုတာနဲ့ဒါကသူကဖုန်းကင်ပြီတကယ်လို့ hello မလုပ်ဘူးဆိုရင်တော့တေချာတဲ့သူကဖုန်းမကင်သေးဘူးပေါ့နော်ဆိုတော့ဒီပုံစံမျိုးလေးနဲ့စမ်းသပ်ကြည့်ပါโอเคကျွန်တော်ဒီမှာဒီလောက်နဲ့ရက်လိုက်မယ်တကယ်လို့ကိုကဖုန်းချမယ်ဆိုရင်ဒီအနီရောင်လေးကိုနှိပ်လိုက်နော်အနီရောင်လေးကိုမနှိပ်ဘူးဆိုရင်တောက်လျှောက်ခေါ်နေတော့မှကိုကဖုန်းပြောပွားပြီဆိုရင်လည်းသူကခေါ်နေအောင်ပါပဲဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုကအနီရောင်လေးကိုနှိပ်လိုက်ဒါဆိုရင်အဆင်ပြေသွားပြီနော်